မနမိုးလင်းနာနဲ့ငါတက်ရှိပါတိလားဆိုတာကိုနှလုံးသွင်းရပါမယ်။တနေ့တာကုန်လို့အိယာရေးရောက်ရင်ခေါင်းချပြီးတမ်းမအိတ်ကြပါနဲ့။တနေ့တာအတွက်ကုသိုလ်နဲ့အကုသိုလ်ဘယ်ကပုံများလဲဆိုတာကိုစဉ်းကျင်သုံးသပ်ကြည့်ကြပါ။အကုသိုလ်တွေများနေပြီဆိုရင်ဒီလေးကပ်ပြီးတော့ကုသိုလ်တရားများပြုလုပ်ကြပါလို့ဝင်လေးကတိုက်တွန်းလိုက်ပါတယ်။အားလုံးစိတ်ရွှေရနာမြတ်ဥစ္စာတွေပေါ်များပြီးတော့တက်ရှိချမ်းမှာစိတ်ချမ်းသာ၍တဏှာကျိုးပါတာကျိုးကိုတည်ဖို့ရွတ်ဆောင်နိုင်ကြပါစေ။ကိုရှာခုတုံးတလုံးနွားလိုရုံး၍ရှာရမည်ဆိုတဲ့အဓိပ္ပာယ်လေးကိုနည်းနည်းရှင်းပြပါမယ်။ဝင်ငွေနဲ့ထွက်ငွေမြတ်တာအောင်သုံးသပ်ရမယ်။တနေ့တာလုံအပ်က2000ရရင်1000ထက်ကြုံမတုံးပါနဲ့။လက်ရှိပစ္စည်းကိုတိုးပွားအောင်လုပ်ပါ။ရော့သွားအောင်မလုပ်ပါနဲ့။ပျောက်သွားတဲ့ပစ္စည်းကိုပြန်ရှာပါ။တနေ့လုံးမှာတနေ့စားရတဲ့ဘဝကိုခံပြင်းစိတ်နဲ့ရှာဖွေပါ။စုဆောင်းပါချွေတာပါခုရှာခုတုံးဘဝကိုမမိုးနေမယ်ဆိုရင်မိမိတို့ဘဝကဘယ်တော့မှမတိုးတက်မကြီးပွားတော့ပါဘူး။ဒါကြောင့်ကြီးပွားချမ်းသာခြင်းနဲ့ဆိုရင်ဒီအချက်လေးတွေကိုလိုက်နာကျင့်သုံးကြပါလို့ဒီလေးကတိုက်တွန်းလိုက်ပါတယ်။အားလုံးတက်ရှိကြမှာစိတ်ချမ်းသာ၍လူရဆန္ဒပြေဝကြပါစေ။